အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်လေးရဲ့အစမှာတော့လီယာဟိုဆိုတဲ့အမျိုးသားကလမ်းဘေးဆိုင်မှာအရက်ထိုင်တောက်နေရကိုတွေ့ရမှာပါတောက်ပြီးချိန်မှာတော့ဆိုင်ရှင်အဖွားကိုနှုတ်ဆက်ပြီးအပြင်ထွက်သွားပါတယ်သူကတောင်ရင်တွေပြီးဆုံးလို့မြောက်ကိုရီးယားကိုပြန်တော့မယ့်စပိုင်တယောက်ပဲဖြစ်ပါတယ်ဆိုင်ပြုံရောက်ချိန်မှာတော့တောင်ကိုရီးယားရဲတွေရောက်လာခဲ့ပြီးလီယာဟွန်ကိုတနက်နဲ့ဝိုင်းချိန်ထားကြပါတယ်ဖမ်းဖို့အနာကပ်လာတဲ့ရဲတချို့နဲ့တိုက်ခိုက်ပြီးနောက်မှာလီယာဟိုကအဖမ်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့လက်ကအင်ကြီးအိတ်ထဲလှမ်းနှိုင်းလိုက်တဲ့အချိန်မှာပဲရဲတွေကတနက်နဲ့ပြစ်လိုက်လို့လီယာဟိုလည်းလဲကျသွားခဲ့ပါတယ်။တကယ်တော့သူကမိသားစုတပ်ပုံထုတ်ကြည့်မလို့လုပ်ခဲ့ပေမဲ့ရဲတွေကတနက်ထုတ်တယ်လို့အထင်မှားသွားကြတာပါ။အဲဒါကြောင့်မိသားစုတပ်ပုံကင်ပြီးတေဆုံးသွားတဲ့လီယာဟိုကိုတွေ့နေရတာပါ။ဒီမြင်ကွင်းလေးမှာတော့မြောက်ကိုရီးယားလူငယ်ထောင်ထဲမှာအထိမ့်သိမ်းခံရတဲ့မြောင်ဝန်းနဲ့ကြီးဆိုတဲ့မောင်နှမနှစ်ဦးကိုတွေ့နေရတာပါ။သူတို့ကလီယာဟိုရဲ့သားသမီးတွေဖြစ်ပြီးလီယာဟိုရဲ့လျှို့ဝှက်တာဝန်အတွက်အာမခံအနေနဲ့ဖမ်းဆီးခံရတာပါ။လက်ရှိချိန်မှာတော့လီယာဟိုရဲ့တည်ဆုံမှုကိုအသိပေးလိုက်ပါတယ်။မြောင်ဟွန်းကိုလည်းမြောက်ကိုရီးယားစပိုင်အဖြစ်အလုပ်လုပ်ဖို့ဗိုလ်မှူးကြီးမွန်ဆန်ချူကပြောနေခဲ့ပါတယ်။မြောင်ဟွန်းကသူတို့ပေးရဲ့တာဝန်တွေကိုအောင်မြင်ခဲ့ရင်မြမဖြစ်သူရီကိုလွတ်လပ်ခွင့်ပေးမယ်လို့လည်းပြောနေပါတယ်။ဒီချိန်တွင်းမှာတော့ရီကိုအာမခံအဖြစ်သူတို့ကထိမ့်သိမ်းထားမှလည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့တောင်ကိုရီးယားမှာရှိတဲ့မြောက်ကိုရီးယားစပိုင်တအုပ်ကိုတွေ့နေရတာပါ။သူ့နာမည်ကဒစ်ပါလို့ခေါ်ပြီးမြောက်ကိုရီးယားစပိုင်တွေကိုလိုက်သက်ကပစ္စည်းလူနေရသူပါ။သူရဲ့တိုက်ခိုက်ရေးပညာကထိပ်တန်းအဆင့်ဖြစ်တယ်လို့ရက်ဆက်တာကြောင့်တခြားစပိုင်တွေကြောက်ရတဲ့သူလည်းဖြစ်ပါတယ်။ဒီချိန်မှာမြောင်ဟွန်းကလည်းဒေဟိုးဆိုတဲ့နာမည်နဲ့တောင်ကိုရီးယားမှာကျောင်းသားအဖြစ်အသွင်ယူနေခဲ့ရပါ။တောင်ကိုရီးယားရောက်လာချိန်မှာပဲစုံတွဲတွေကသူ့ကိုခေါ်မွေးစားခဲ့ပါတယ်။ကျောင်းတက်ရတဲ့ပထမဆုံးနေ့မှာတော့ဒေဟိုကအဖော်မင်းနေသလိုဖြစ်နေတဲ့လီဟာယီဆိုတဲ့ကောင်မလေးရဲ့ပြီးမှသွားထိုင်ခဲ့ပါတယ်။စာတင်ချိန်အပြီးမှာတော့အတန်းတဲကအနိုင်ကျစ်တဲ့ကျောင်းသားအုပ်စုကဒေဟိုနဲ့လီဟာယီတို့စီလာပြီးနှောက်ယှက်နေကြရပါ။အဲဒီဖွဲ့ကောင်းဆောင်ကစကားနဲ့တင်မကျေနပ်နိုင်ပဲဒေဟိုရဲ့ပခုံးပေါ်လက်တင်ပြီးခက်ရစ်ရစ်စော်ကားနေကြရပါ။ဒေဟိုကပခုံးပေါ်ကလက်ကိုပုတ်ချလိုက်ချိန်မှာတော့အဲ့ဒီကျောင်းသားလေးဒေါသထွက်သွားပါတယ်။အဲ့ဒါကြောင့်ဒေဟိုကိုကျောင်းခေါင်မိုးပေါ်ခေါ်သွားပြီးရိုက်နှက်နေခဲ့သလိုဒေဟိုရဲ့ပတ်စံတွေကိုလည်းလူခဲ့ပါတယ်။ဒေဟိုကရံပြစ်လိုက်ရင်ရှုပ်ကုန်မှဆိုလို့သီးခံနေရပါတယ်။ဒါပေမဲ့အင်ကြီးအိတ်ထဲကမိသားစုတပ်ပုံတွေ့သွားပြီးမြမဖြစ်သူကိုလှောင်ပြောင်ချိန်မှာတော့ဒေဟိုရဲ့သီးခံနိုင်မှုအတိုင်းတာကကုန်သွားပါတယ်။ကျောင်းသားလက်ထက်ကတပ်ပုံကိုပြန်လူယူခဲ့ပြီးအင်ကြီးအိတ်ထဲပြန်ထည့်ခဲ့ပါတယ်။ကျောင်းသားအဖွဲ့ကိုပညာပေးမလို့စဉ်းစားနေချိန်မှာပဲဆရာတဦးကမြင်သွားခဲ့ပြီးသူတို့ကိုလူစုခွဲခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ရံပွဲကိုလည်းရှောင်နိုင်ခဲ့ပါတယ်။ဒေဟိုအိမ်ပြန်ရောက်ချိန်မှာတော့သူ့နာမည်နဲ့ပို့လာတဲ့ပါဆယ်တစ်ထုပ်ကိုတွေ့လိုက်ပါတယ်။အထဲမှာတော့ဖုန်းတစ်လုံးပါနေခဲ့ပြီးဖုန်းဖွင့်ကြည့်လိုက်တဲ့အခါမှာဗိုလ်မှူးကြီးကအဆက်အသွယ်လုပ်လာပါတယ်။ဒေဟိုကိုတာဝန်တစ်ခုပေးခဲ့ပြီးအဲ့ဒါကတော့စိုးမလုပ်ချင်တာလုပ်နေရဲ့တစ်ပါဆိုတဲ့စပိုင်ကိုတက်ရမှာပဲဖြစ်ပါတယ်။ဒေဟိုလည်းညွှန်ကြားချက်ကအတိုင်းကိန်းမုံဆိုင်ကိုသွားပြီးကိန်းမုံတွေဖွက်ထားတဲ့တနက်ကိုယူခဲ့ပါတယ်။အဲဒီနောက်တစ်ပါရဲ့လူတွေဖွင့်ထားတဲ့လျှို့ဝှက်တင်တန်းကြောင်းကိုသွားမိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာရှိတဲ့သူကအမှန်တိုင်းမပြောနေခဲ့လို့ဒေဟိုကပေါင်ကိုတနက်နဲ့ပြစ်ပြီးချင်းချောက်ခဲ့ပါတယ်။အဲဒီအခါတစ်ပါရှိတဲ့နေရာကိုသိရဲ့သားသက်သမားတဦးရဲ့သတင်းကိုထည့်ရခဲ့ပါတယ်။ဒီချိန်မှာပဲအဲ့လူကဒေဟိုကိုပြန်တိုက်ခိုက်နေခဲ့လို့ဒေဟိုလည်းတက်ခဲ့လိုက်ပါတယ်။အဲဒီနောက်သားသက်သမားရဲ့နေရာကိုလိုက်သွားပါတယ်။တနက်နေ့ချိန်ပြီးတစ်ပါအကြောင်းမေးခဲ့ချိန်မှာကားနံပါတ်ကိုသိခဲ့ရပါတယ်။ဒါပေမဲ့သားသက်သမားကလည်းဒေဟိုကိုအလစ်တိုက်ခိုက်ခဲ့လို့ဒေဟိုကတက်ခဲ့ရပြန်ပါတယ်။အဲဒီနောက်မှာတော့တစ်ပါရဲ့ကားကိုလိုက်ရှာခဲ့ပါတယ်။အချိန်သိမကြခင်မှာပဲကားကိုခြေရခံနိုင်ခဲ့ပြီးဒေဟိုကဆိုင်ကယ်နဲ့နောက်ရောင်ခံလိုက်ခဲ့ပါတယ်။မိပွိုင်းမိနေချိန်မှာတော့ကားတွေကလူကတစ်ပါဆိုတာကိုတိတိကျကျသိခဲ့ပြီးတက်ပစ်ဖို့ပြင်ပါတော့တယ်။ဒါပေမဲ့အတွေ့အကြုံရှိနေတဲ့တစ်ပါကလည်းအန်နီရဲ့အငွေသက်တွေကိုခက်စားမိနေရပါ။အဲဒါကြောင့်ဒေဟိုတနက်ထုတ်လိုက်တဲ့အချိန်မှာပဲကားကိုအချိန်နဲ့မောင်းထွက်ခဲ့ပါတယ်။ဒေဟိုလည်းဆိုင်ကယ်နဲ့လိုက်ပြီးတနက်နဲ့ပြစ်နေခဲ့ပါတယ်။ဒီချိန်မှာတော့ကားဘိန်းတွေကိုတနက်နဲ့ပြစ်လိုက်ပါတယ်။အဲဒါကြောင့်တစ်ပါရဲ့ကားလေးထိမရတော့ပဲလမ်းဘေးတနေရာကိုဝင်တိုက်ပြီးရှက်သွားပါတယ်။ဒီချိန်မှာလူတွေကဖုန်းတွေထုတ်ပြီးအဖြစ်ပြက်ကိုမှတ်တမ်းတင်နေခဲ့ရပါ။အဲဒါကြောင့်ဒေဟိုလည်းတစ်ပါကိုလုံချံမဲ့အစီအစဉ်ကိုနောက်ဆုတ်ခဲ့ပါတယ်။တရက်မှာတော့ကျောင်းသားအဖေကလီဟာယီကိုအခန်းထဲခေါ်ပြီးနှောက်ယှက်နေပါတယ်။ပတ်စံတွေကိုလူကဲယုံတင်မကျေနပ်သေးပဲထီကဘာရီကဘာလုံနေခဲ့တာပါ။လီဟာယီကခွန်အားရှိသမျှပြန်ခုခံနေပေမဲ့အများနဲ့တယောက်ဘလုံးမှမတက်နိုင်ဖြစ်နေခဲ့တာပါ။အဲဒါကြောင့်အခြေအနေတွေကရုံရင်းဆန်ခတ်ဖြစ်နေပြီးဒီချိန်မှာတော့ဆွဲလာရန်လာလုံးနေရာကတဆင့်အပေါ်အင်ကြီးတွေပြေကုန်ပါတယ်။ဒီချိန်မှာပဲဒေဟိုကိုရောက်လာခဲ့ပြီးကျောင်းသားအဖွဲ့ကိုခက်မြန်မြန်ပဲတိုက်ခိုက်ခဲ့ပါတယ်။သူရဲ့အပေါ်ကုတ်ကိုလီဟိုင်ဂျီပေါ်ခြုံပေးခဲ့ပြီးအခန်းထဲကခေါ်ထုတ်လာခဲ့ပါတယ်။နောက်ရက်မှာတော့လီဟိုင်ဂျီကိုအတန်းထဲမှာမတွေ့ရလို့ဒေဟိုလည်းစိတ်ပူသွားပါတယ်။အဲဒါကြောင့်ကန်တင်းမှာထိုင်နေတဲ့ကျောင်းသားအဖွဲ့ကြီးသွားပြီးအကျိုးအကြောင်းသွားမိပါတယ်
တေဟိုကိုလက်နေရဲ့ចောင်းသားအဖွဲကလီဟာရီအလုံးလုံးနေရဲ့ဆိုင်ကိုပြောပြခဲ့ပါတယ်။ကျောင်းချင်းချိန်မှာတော့တေဟိုကဒီအလုံးလုံးနေရဲ့ဆိုင်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီကလီကចောင်းထွက်လိုက်တဲ့အကြောင်းကိုသိလိုက်ရပါတယ်။နောက်ရက်တေဟိုចောင်းကပြန်လာတဲ့အချိန်မှာလီကလာတွေ့ပြီးကုတ်အင်းကြီးပြန်ပေးခဲ့ပါတယ်။လီကစပင်းတွေကိုတိုးအောင်ညှက်ထားခဲ့ပြီးတခြားသူတယောက်လိုဖြစ်နေခဲ့တာပါ။လီကတင်တဲ့တစ်ခုတက်ချင်နေရဖြစ်ပြီးအုတ်ထင်းသူရဲ့ထောက်ခံချက်လိုအပ်နေခဲ့တာပါ။အဲ့ဒါကြောင့်တေဟိုကိုသူမရဲ့အကိုဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုခဲ့ချိန်မှာတော့တေဟိုကလိုက်လိုက်လဲလဲပဲလက်ခံခဲ့ပါတယ်။အဲ့နောက်သူတို့နှစ်ယောက်လည်းစကားအထူဆက်ပြောဖြစ်ခဲ့ပါတယ်။တေဟိုကသူ့မှာလည်းဒီနေ့နာမည်စင်တူညီမတဦးရှိကြောင်းကိုပြောပြခဲ့ပါတယ်။ဒီလိုပြောနေရင်လီကမိဘတွေဆုံးပါသွားခဲ့ပြီးတဦးတည်းရုန်းကန်နေရတဲ့သူဖြစ်ကြောင်းကိုသိခဲ့ပါဦးတယ်။လီကသူမကိုဘသူမှမသိတဲ့နေရာမှာဘဝအသေးစားခြင်းနေတဲ့သူလည်းဖြစ်ပါတယ်။ဒီကြောင့်ကိုသိလိုက်ချိန်မှာတေဟိုလည်းလီအတွက်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းတစ်ပါကတေဟိုရဲ့အကြောင်းတွေကိုသိသွားပါတယ်။အဲဒါကြောင့်တေဟိုရဲ့မွေးစားမိဘတွေစီကိုသွားပြီးတပ်ပစ်ခဲ့ပါတယ်။အဲဒီနောက်အိမ်မရှိရဲ့လက်ဝဲရတနာတွေကိုလည်းယူသွားခဲ့ပါတယ်။တစ်ပါကတော့အိမ်ကနေမပြန်သေးပဲတေဟိုကိုပါလက်စားတပ်ဖို့ထိုင်ဆောင်နေခဲ့ရပါ။တေဟိုအိမ်ပြန်ရောက်ချိန်မှာအသက်ခံရတဲ့မွေးစားမိဘတွေကိုတွေ့ခဲ့ပါတယ်။အဲကန်ထဲမှာတော့သူ့ကိုတပ်ဖို့ထိုင်ဆောင်နေတဲ့တစ်ပါကိုတွေ့လိုက်ရပါတယ်။တစ်ပါကတော့မနေ့တနေ့ကမှစပိုင်ဖြစ်လာတဲ့တေဟိုကိုခန့်လွယ်လွယ်ပဲတတ်နိုင်မယ်လို့ထင်နေခဲ့ရပါ။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကတော့ကြမ်းတမ်းခဲ့ပြီးအပြန်အလှန်ဖြစ်နေခဲ့ပါတယ်။မွေးစားမိဘတွေအတွက်ဒေါသထွက်နေတဲ့တေဟိုကတစ်ပါကိုကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှာတော့ပြစ်တက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ gas pipe တွေကိုဖြုတ်ပြီးအိမ်ကိုပောက်ကွဲသွားအောင်လုပ်ကထွက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့တေဟိုရဲ့တာဝန်ပြီးဆုံးသွားပြီဖြစ်လို့မြောက်ကိုရီးယားကိုပြန်ဖို့ပဲကြံနေတော့တာပါ။ဒါပေမဲ့သူတို့ရဲ့ထုံးစံအတိုင်းမပြန်ခင်အဖွားအိုရဲ့ဆိုင်ကိုသွားပြီးအရက်တောက်ခဲ့ပါတယ်။ဆိုကိုလာရဲ့မြောက်ကိုရီးယားစပိုင်တိုင်းကသူတို့တာဝန်ပြီးရဲ့အချိန်တိုင်းအဖွားရဲ့ဆိုင်လာပြီးတစ်ခွက်လောက်တောက်ကြတဲ့ကိစ္စကထုံးစံလေးလိုဖြစ်နေခဲ့တာပါ။တေဟိုလည်းအရက်တစ်ခွက်တောက်ပြီးချိန်မှာတိုက်ခိုက်ခဲ့တဲ့အချိန်ကြောင့်အားနေပြီးလဲကျသွားခဲ့ပါတယ်။တစ်ဖက်မှာတော့တောင်ကိုရီးယားစုံထောက်တွေကမီးလောင်နေတဲ့အိမ်ကိုစုံစမ်းမှုတွေလုပ်နေခဲ့ပါတယ်။အဲဒီချိန်မှာမီးလောင်နေတဲ့ကျောင်းဝင်းဆောင်ကနေတေဟိုရဲ့ကျောင်းတစ်စိတ်ကိုတွေ့ခဲ့ပါတယ်။အဲဒီနောက်လိုအပ်တာတွေစုံစမ်းပြီးနောက်မှာတေဟိုကမြောက်ကိုရီးယားစပိုင်ဖြစ်နေမှသိခဲ့ပါဦးတယ်။တစ်ဖက်မှာလည်းစိုင်းပိုင်ရှင်အဖွားကတေဟိုကိုပြုစုပေးခဲ့လို့သတိပြန်ရလာပါတယ်။တေဟိုရဲ့မိသားစုတပ်ပုံကိုတွေ့လိုက်တဲ့အခါမှာသူ့ဆိုင်ကိုလာအားပေးခဲ့ပြီးရဲရီတက်ခဲ့တဲ့လီယာဟိုရဲ့သားဖြစ်မှန်တည်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့တေဟိုစီကိုဘုံမူကြီးပို့လိုက်တဲ့ပါဆယ်ရောက်လာခဲ့ပါတယ်။အဲဒီမှာတော့ဖုန်းတစ်လုံးပါနေခဲ့တာပါ။အဲဒီနောက်ဘုံမူကြီးကဖုန်းဆက်လာခဲ့ပြီးတေဟိုကိုနောက်ထပ်တာဝန်တစ်ခုထပ်ပေးခဲ့ပါတယ်။အဲဒီတာဝန်ကတော့တစ်ပါတို့အဖွဲ့တွေစပိုင်မိသားစုတွေစီကလူသွားတဲ့လက်ဝဲရတနာတွေကိုပြန်ယူပေးရမှာပဲဖြစ်ပါတယ်။ဒီလက်ဝဲရတနာတွေထဲမှာတေဟိုမွေးစားမိဘတွေရဲ့ပစ္စည်းတွေတောင်ပါနေခဲ့တာပါ။ညီမဖြစ်သူဘေးကင်းကင်းရှိနေကြောင်းသိလိုက်ရတဲ့တေဟိုလည်းဒီတာဝန်ကိုဆောင်ရွက်ဖို့ကလွယ်ပြီးရွေးစရာမရှိခဲ့ပါဘူး။အဲဒီနောက်ပုံမိုးကြီးပေးတဲ့တဲ့အတိုင်းဒီပါရဲ့အဖွဲ့နေရာကိုသွားခဲ့ပါတယ်။ကျူတင်စီစဉ်ပြီးအလေးတိုက်ခိုက်ခဲ့တဲ့နောက်မှာလက်ဝဲရတနာတွေကိုပြန်ယူနိုင်ခဲ့ပါတယ်။အဲဒီနောက်တေဟိုကလက်ဆောင်ပစ္စည်းအနှဲငယ်ဝယ်ပြီးအဖွားကိုပေးခဲ့ပါတယ်။ဒီလိုနဲ့မြောက်ကိုရီးယားကိုပြန်ဖို့အေဂျင့်တယောက်နဲ့ဆက်သွယ်ခဲ့ပြီးညဘက်မှာခိုးထွက်ဖို့နှိမ့်စိတ်ကိုရှောင်လာခဲ့ပါတယ်။ဒါပေမဲ့အေဂျင့်ကတေဟိုကိုအလစ်မှာဓာတ်နဲ့ထိုးခဲ့သလိုစပိုင်တွေအတွက်အိမ်ပြန်ဖို့ဆိုတာမရှိဘဲတေလန်းမဲရှိကြောင်းပြောပြပါတယ်။အဲဒါကြောင့်တောင်ကိုရီးယားမှာစပိုင်အဖြစ်လာရောက်တဲ့သူတွေကနောက်ဆုံးမှာအသက်ခံရတယ်ဆိုတာကိုတေဟိုလည်းသိသွားပါတယ်။ဒါပေမဲ့တေဟိုကတရားကြားတွေကပဲအေဂျင့်ကိုပြန်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးအေဂျင့်လည်းရေးထဲကျသွားခဲ့ပြီးတေဟိုလည်းလွတ်မြောက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတောင်ကိုရီးယားရဲတွေကမြောက်ကိုရီးယားစပိုင်တွေကိုဖော်ထုတ်ပြီးလိုက်ဖမ်းနေခဲ့ပါတယ်။အဖွားရဲ့ဆိုင်ကိုပြန်လာတဲ့တေဟိုကရဲတွေကိုတွေ့လိုက်ရပါတယ်။ဒီခါမှာတော့အဖွားကလည်းမြောက်ကိုရီးယားစပိုင်တယောက်ဆိုတာကိုသိလိုက်ရပါတယ်။အဖွားကတိုက်ခိုက်ဖို့ပြင်နေခဲ့လို့ရဲတွေရဲ့ပြစ်တက်တာကိုခံလိုက်ရပြီးတေးသွားခဲ့ပါတယ်။အဲဒါကြောင့်တေဟိုလည်းဝမ်းနဲ့သွားပြီးမိဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲဒီနောက်လီရဲ့အိမ်ကိုသွားခဲ့ပြီးခဏနေခွင့်တောင်းခဲ့ပါတယ်။လီကတေဟိုရဲ့တရားတွေကိုစေးထည့်ပေးပြီးတက်တာအောင်ပြုစုပေးခဲ့ပါတယ်။တေဟိုအိပ်ပျော်သွားချိန်မှာတော့သတင်းတွေကနေပြီးတေဟိုရဲ့ဘဝအမှန်ကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့သူမအပေါ်ကောင်းတဲ့သူကတေဟိုတယောက်တည်းရှိနေခဲ့တာကြောင့်တိတ်တော့မစိုးရိမ်နေပါဘူး။နောက်ရက်လီကစတိုးဆိုင်မှာဈေးဝယ်နေုံရဲအရာရှိကတွေ့သွားပါတယ်။တေဟိုနဲ့တကြောင်နဲ့တက်ခဲ့တဲ့သူဖြစ်မှန်းသိနေတဲ့အတွက်တေဟိုနဲ့အဆက်အသွယ်ရသည်လားဆိုပြီးမေးခဲ့ပါတယ်။ဒါပေမဲ့လီကတော့သူမအကြောင်းထွက်လိုက်ကလေးကမတွေ့ရတော့ကြောင်းလိမ်ပြောခဲ့ပါတယ်။ရဲအရာရှိကတေဟိုကိုတွေ့ရင်သူ့ကိုအကြောင်းကြားဖို့ဖုန်းနံပါတ်ပေးပြီးပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ပုံမူကြီးကတေဟိုရဲ့ညီမလေးကိုပါခေါ်ပြီးတောင်ကိုရီးယားကိုလိုက်လာခဲ့တာပါ။တေဟိုကသူ့အမိန့်ကိုမနာခံပဲရတနာရီနဲ့အတူထွက်ပြေးသွားတယ်လို့ယူဆနေရပါ
အဲ့ဒါကြောင့်ယတနာပစ္စည်းတွေနဲ့ညီမဖြစ်သူကိုအလဲလှယ်လုံးမဲ့ဖြစ်ကြောင်းပြောရင်နေရာတစ်ခုချိန်လိုက်ပါတဲဟိုတို့ပြောဆိုနေကြတာကိုဒီကအခန်းထဲကနေကြားနေရပြီးစိတ်ပူနေပါနောက်နေ့မနက်မှာတော့တဲဟိုလဲဘုံမူကြီးချိန်တိုင်းနေရာကိုထွက်သွားခဲ့ပါနေအတွက်လည်းစားတစောင်းရေးထားပြီးနှုတ်ဆက်ခဲ့ပါစာထဲမှာတော့သူတခုခုဖြစ်ခဲ့ရင်ညီမလေးဖြစ်သူကိုစောက်ရှောက်ပေးဖို့လဲရေးထားခဲ့တာပါအဲ့ဒါကြောင့်ဒီလေရဲရရှိစီကိုဖုံးဆက်ပြီးတဲဟိုတို့သွားတဲ့နေရာကိုသတင်းပေးခဲ့ပါတဲဟိုကဘုံမိုးကြီးနဲ့တွေ့ဆုံတင်မှာကားထဲမှာလက်ထိတ်ခတ်ခံထားရတဲ့ညီမဖြစ်သူကိုတွေ့လိုက်ရပါယတနာပစ္စည်းတွေကိုထုတ်ပြပြီးညီမဖြစ်သူကိုလွှတ်ပေးဖို့ပြောနေချိန်မှာပဲဘုံမိုးကြီးရဲ့လူတွေကတဲဟိုကိုတိုက်ခိုက်ဖို့ကြိုးစားပါဒီချိန်မှာပဲတောင်ကိုရီးယားရဲတွေကလည်းရောက်လာခဲ့ပါအဲ့နောက်ပြစ်ခတ်မှုအနေငယ်ဖြစ်ခဲ့ပြီးဒီအခြေအနေတွေကရှုပ်ထွေးသွားပါဘုံမိုးကြီးကတပည့်တွေကိုထွက်ပြေးဖို့အမိန့်ပေးခဲ့ပါကားပြင်ဘက်ကိုရောက်နေတဲ့သူကိုယ်တိုင်ကတော့ရှင်းလင်းထွက်ပြေးပါအောင်ရင်ဘုံမူကြီးရဲ့တပည့်တွေကကားနဲ့ထွက်ပြေးပေမဲ့ရဲတွေပိတ်ထားတာကြောင့်အဖမ်းခံလိုက်ရပါတယ်။တောင်မြင်လိုက်တဲ့တဲဟိုကညီမဖြစ်သူအတွက်စိတ်အေးသွားပါတယ်။သူကတော့အဖမ်းမခံရအောင်ရှောင်ထွက်လာခဲ့ပါတယ်။အဲ့ညနေပိုင်းမှာဘုံမူကြီးစီကအဆက်အသွယ်ထက်ရလာပါတယ်။ဒီတစ်ခါမှာတော့လီကိုဖမ်းထားကြောင်းပြောပါတယ်။အဲ့နောက်ယတနာရီနဲ့လီကိုအပေးယူလုပ်ဖို့တစ်ခါထပ်ပြန်ပြောပါတယ်။အဲ့ခါမှာတဲဟိုလည်းရဲရရှိစီကိုဖုန်းဆက်လိုက်ပါတယ်။သူကိစ္စတွေရှင်းပြီးရင်အဖမ်းခံမယ်လို့ပြောပြီးညီမဖြစ်သူနဲ့စကားပြောခွင့်တောင်းခဲ့ရပါညီမဖြစ်သူနဲ့စကားပြောပြီးရဲ့နောက်မှာတော့တဲဟိုလည်းစိတ်သက်သာသွားခဲ့ပြီးဘုံမူကြီးနဲ့တွားတွေ့ဖို့ပြင်ဆင်နေပါအဲ့နောက်ဘုံမူကြီးပြောတဲ့နေရာကိုလိုက်သွားပါအထဲမဝင်ခင်မှာတော့ရဲအရာရှိကိုဖုန်းခေါ်လိုက်ပြီးဖုန်းကိုဆိုင်ကယ်ပေါ်တင်ထားခဲ့ပါအကြောင်းကတော့သူရောက်နေတဲ့နေရာကိုသိအောင်လို့ဖြစ်ပါဘုံမူကြီးနဲ့တွေ့ရဲ့အခါယတနာတွေကိုထုတ်ပြလိုက်ပါဒါပေမဲ့လမ်းမပေးခဲ့ပဲလေးပေါ်ကျဲချလိုက်ပါဘုံမူကြီးနဲ့အဖွဲ့တွေကအဲ့ဒီမှာအာယုံများနေရောတဲဟိုကတနက်နဲ့ပြစ်ပြီးတိုက်ခိုက်ပါအဲ့နောက်ဘုံတွေထည့်ထားတဲ့ဂျောဘိုအိတ်ကိုပြစ်ပြီးဖောက်ခွဲလိုက်ချိန်မှာတော့ဘုံမူကြီးနဲ့အဖွဲ့လည်းအထိနာသွားပါအဲ့နောက်လီကိုခေါ်ပြီးထွက်ပြေးဖို့ကြံနေချိန်မှာပဲမတည်သေးတဲ့ဘုံမူကြီးနဲ့ထိတ်တိုက်တိုးပါဘုံမူကြီးပြစ်လိုက်တဲ့ကြီးစံကတဲဟိုကိုထိပြီးတန်ရာရသွားပါဒါပေမဲ့ဒီချိန်မှာပဲရဲရာရှိကရောက်လာပါအားလုံးတနက်ချဖို့ပြောခဲ့ပေမဲ့ဘုံမူကြီးနဲ့တဲဟိုတို့ကအပြန်လန်ပစ်နေခဲ့ပြီးနှစ်ယောက်စလုံးတရားရကုန်ပါအဲ့ဒါကြောင့်ရဲအရာရှိကတဲဟိုနဲ့လီကိုကားပေါ်တင်ပြီးဈေးရုံကိုအမြန်ဆုံးမောင်းလာနေခဲ့ပါဒါပေမဲ့တဲဟိုကတော့ညီမဖြစ်သူကိုစောက်ရှောက်ဖို့တွမာနေခဲ့ရင်လီရဲ့လက်ပေါ်မှာပဲအသက်ဆုံးပါသွားခဲ့ပါနောက်ဆုံးမြင်ကွင်းလေးမှာတော့လီကတဲဟိုရဲ့ညီမလေးနဲ့အတူရှိနေရကိုတွေ့နေရတာပါလီကတဲဟိုမှာခဲ့တဲ့အတိုင်းသူ့ညီမလေးကိုစောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့တာပါသူတို့နှစ်ယောက်စလုံးကိုတဲဟိုကသတိရကြောင်ပြောနေရင်ဇလန်လီကလည်းအဆုံးသက်သွားပါအားလုံးပဲဒီဇလန်လေးကိုနှစ်သက်ကြလိမ့်မယ်လို့ယုံကြည်သလိုစကားကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်မလွတ်ရအောင်လို့ like and subscribe လေးနှိပ်ထားဖို့အကြံပြုပါရစေအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်